အောင်ကိုင်မှာဘာလို့တော့ရွာမြောက်ပိုင်းကဖူးငုံလေရီးစားရှိရင်ကွန်းအောင်ကိုင်လို့မရဘူးဆိုဖူးငုံကရီးစားရှိလို့လားကျုပ်တို့ကောက်ဆိုင်နေကြတော့ကသူ့ကောင်လေးအကြောင်းပြောနေတိုင်းကြားမိတယ်ရေခတ်သွားကြတော့ကသူ့ကောင်လေးအကြောင်းကြွားနေတာကျုပ်လည်းကြားသားပဲဟုတ်လားဟုတ်လောက်တယ်ဒီညက်နေတော့သူ့ကောင်လေးမျိုးကပြန်လာမှာကိုရွာထိပ်မှာသွားဆောင်အောင်ပါတဲ့သွားတာတော့ဒေါ်ကြီးတို့ဘာလုပ်နေကြတာတော့မထူးပါဘူးအေးတဲ့ပဲမေးလိုက်တော့မယ်နှစ်မှာရီးစားရှိတယ်ဆိုအလို့တော့ကြီးတော်ဘသူကပြောတော့ကောက်စိတ်တုံးကညီးကောင်လေးဖိုးဘသူဆိုလားသူ့အကြောင်းကြွားနေတယ်ဆိုခုနကညီးပြောက်သွားတာသူနဲ့သွားတွေ့တာမဟုတ်ဘူးလားကြီးတော်တို့ပြောတာဖိုးအိတ်ထင်တယ်အဲ့ဒါကလူမဟုတ်ဘူးပွင့်ထွေးလှေးတီးလုံးဖောက်ဖိုးတွေအားလုံးကိုအပြက်ဖြုတ်နိုင်မဲ့ဖန်းလင်းကထုတ်တဲ့ဖိုးအိတ်ဆေးကိုပြောတာတော့ရေအခုတောင်မြို့ကနေမှာထားတဲ့ဆေးတွေရောက်လို့လေရွာထိပ်ကဆိုင်မှာတွားယူလာတာကြီးတော်ရဲ့အော်ဖိုးအိတ်